ရှေ့နောက်ဆုံးမှာလူချမ်းဒီဝဲချူ finally နောက်ဆုံးမှာတော့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့အိမ်မှာရှိတဲ့မိချမ်းမကြီးကိုကောင်းလေးပေးစားဖို့အတွက်ကျွန်တော်တို့ကဒီမှာကောင်းလေးလာကြီးဖမ်းมาဖြစ်ပါဒီရွက်တွေကိုဖမ်းတဲ့အခါမှာဆိုရင်ဒီဘယ်လိုပြောမလဲပေါ့နော်ဒီ graphic နဲ့ဖမ်းတာဘူကြီးအဆင်ပြေဘာလို့လဲဆိုဒီကောင်လေးကသူတို့လာကြီးမြားနေပြတာဖြစ်သူတို့နာသွားလိုက်ပြီးဆိုတော့ねလိုက်ပြီးကြိုက်တဲ့ကောင်ဆိုတော့ဗျာကျွန်တော် graphic နဲ့ဆိုရင်အစိတ်လူမျိုးအပွားလေးပွားနေပြလို့ရတယ်ဗျာ graphic နဲ့မရှိတဲ့လူတွေအတွက်ဆိုရင်တော့ထောင်ချောက်တွေထောင်ပြီးတော့ဗျာ idea ကိုများခေါ်ပြီးဆိုရင် easy ပြလို့ရတယ်အဲ့ဒါပို့ပြီးတော့လွယ်ဒီ graphic နဲ့ပြတဲ့မှာတည်မလားပြေးသွားတာတို့တခြားကောင်တွေဝင်ကြိုက်တာလို့ဆိုရင်ဗျာတည်သွားနိုင်တယ်အခုထောင်ချောက်နဲ့ဖမ်းမယ်ဆိုပို့ပြီးစင်ပြေတယ် graphic နဲ့ဖမ်းမယ်ဆိုရင်ဗျာအဲ့ graphic နဲ့ဟိုးအပေါ်ထီကိုပြန်သွားနိုင်ဗျာပြီးရင်စောက်ထိုးလုံးဝတက်တယ်ဗျာစောက်ထိုးတက်တယ်ဆင်းလိုက်အဲ့ဆိုရင်များနေပြလို့ရတယ်ဗျာအဲ့ဒီအချိန်မှာနည်းနည်းမြင့်လောက်ကနေပေါ့သူဒီဘက်မကိုက်နိုင်တဲ့အမြင့်လောက်ကနေပြီးတော့များနေပြစ်မယ်ဆိုရင်အဲ့ကောင်ကကျွန်တော်တို့ကြည့်ပေးကြည့်နေရပါဗျာကြိုက်လို့လည်းမရတော့အဲ့လိုဆိုအဆင်ပြေမင်းမောင်မင်းဟင်းချင်းဟင်းအော်ချင်အောင်ငါတို့ကများနေပြစ်မှာပဲအဲ့လိုနဲ့များနေပြစ်လိုက်လုံရင်းနဲ့ဆရာမပြေးပြီဆိုတော့နောက်ကလိုက်ပြစ်လို့ရတယ်ကြာအဲ့နောက်ကလိုက်ပြစ်တဲ့ခါမှာဆိုတဲ့ဒီ graphic နဲ့ကတော့နည်းနည်းပြည့်ရခက်တယ်ဗျာထောက်ကြောက်ရဲမှာဆိုရင်ကိုက ACP ကိုငါတို့ကပြီးမပြေပြီအခုgraphic နဲ့ဖမ်းမှာဆိုတော့နည်းနည်းလေးပြည့်ရတော့ခက်တယ်finally နောက်ဆုံးမှာတော့ထီဝဲကြီးကလဲသွားပြီဖြစ်တဲ့အတွက်သူတွေကိုအစားထည့်ပြီးအောင်မိတ်ကြံလာတော့ရလာတဲ့ပေါင်းသားတွေကိုယူမယ်ပြီးရင်တော့ထီဝဲတွေကိုတွားထည့်ပေးမယ်ထီဝဲကိုကြတော့ဒီဘာသာနဲ့ train ကောင်းလဲဆိုတော့တိုးတာတို့ကျင်းတဲ့အသားတိုင်းနဲ့တော့ train လို့ရတယ်ဗျအကောင်းဆုံးကတော့တိုးတာတို့ပေါင်းသားတို့နဲ့ဆိုရင်ခဏပဲဗျ3-5တုံးလောက်စားပြီးရင်အကောင်နဲ့ထားရိုက်တိုးတာနဲ့ဆိုရင်တော့ဘယ်နဲ့3လုံးတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အဲ့ဒါနဲ့ဆိုပို့ပြီးကောင်းတယ်ဗျရှေ့နောက်ဆုံးမှာလူချမ်းထီဝဲကြီးကိုရရိုက်ပဲဖြစ်ပါတယ်မိုးချုံနေပြီဆိုတော့နည်းနည်းတော့အဆင်ပြေလို့ဗျအဲ့တော့ဗီဒီယိုဒီမှာရလိုက်မယ်နောက်နေ့ကျရင်တော့ကျွန်တော်တို့အိမ်မှာရှိတဲ့မိချမ်းနဲ့ဒီလူချမ်းကောင်ကြီးကိုဖောက်တဲ့ဗီဒီယိုလေးတင်ပေးမယ်ဗျ